တို့လူမှုဆက်ဆံရေးစီးပွားရေးလုပ်ငန်းတွေဒါမှမဟုတ်ကိုယ့်ရဲ့ community ထဲမှာတက်ရောက်နိုင်ဖို့တယောက်ကအရှုံးပေးရတယ်လို့တင်ထင်နေတော့မယ်လားတကယ်တော့အောင်မြင်တဲ့လူတွေကအဲ့ဒီလိုမတွေးပါဘူးသူတို့ကမြန်မာစကားပုံတွေကလို့မင်းမသေးရှိမနောက်နှုံးနှစ်ဖက်အကျိုးရှိမဲ့ဝင်းဝင်းဆိုတဲ့စတုပ္ပရမြောက်အကျင့်ကိုကျင့်သုံးကြပါတယ်အများတွေပျက်စီးသွားတာမျိုးမဟုတ်ပဲအားလုံးကောင်းကျိုးခံစားရမယ်တားရွှေဝထမ်းလာတဲ့အခြေအနေမျိုးကိုဖန်တီးတာပါလူတွေရဲ့ဆက်ဆံရေးကိုအဓိကတက်ရောက်နေတာကတတိနဲ့စာနာနားလည်မှုဆိုတဲ့အချက်နှစ်ချက်ပေါ်မူတည်ပြီးဆက်ဆံရေးသုံးမျိုးကွဲသွားပါတယ်ပထမတစ်ခုက win loss ဆိုတဲ့နိုင်ရှုံးမှာတချို့ကတတိတော့ရှိတယ်ဒါပေမဲ့သူများအပေါ်စာနာမှုမရှိဘူးကိုနိုင်ဖို့အတွက်သူများကိုနေတတ်ဖို့ဝင်မလေးဘူးပုံမြင်တဲ့ကလို့ပြောရရင်သူများအပေါ်တူလိုမျိုးလိုက်ထုနေတတ်တဲ့လူတွေပါဒုတိယကတော့ loss win ဆိုတဲ့ရှုံးနိုင်ပါတချို့ကြတော့အရှက်အာနာတတ်တယ်အာနာမှုကများနေပြီးတတိမရှိဘူးအဲ့ဒီတော့ပေလိုအမြဲတမ်းအထုခံအနစ်နာခံပြီးအရှုံးပေးလိုက်ရတယ်ဒါကရေရှည်မှာစိတ်ပူစီမှုအများကြီးရလာတတ်ပါတယ်တတိယအကောင်းဆုံးကတော့ဝင်းဝင်းဆိုတဲ့နိုင်ပါပဲတတိလည်းရှိတယ်လို့တစ်ဖက်လူကိုလည်းလေးလေးနက်နက်စာနာတတ်တဲ့အခြေအနေဖြစ်ပါတယ်ကိုကရောဘယ်အုပ်စုထဲမှာပါနေလဲဆိုတာကိုအသေးစိတ်အကဲခတ်ကြည့်ရအောင်နော်နံပါတ်1ဝင်းလော့တမများသူတို့ကသူများကိုအမြဲဝေဖန်တယ်စကားထစ်ပြောတယ်အပြစ်တင်တယ်ချိန်ချောက်တယ်ဒေါ်တကြီးအော်ဟစ်တတ်တယ်အလုပ်တော့ပြီးသွားနိုင်ပေမဲ့ရေရှည်ဆက်ဆံရေးတွေအကုန်ပျက်စီးရပါတယ်နံပါတ်2 lock win တမများဒီလိုတွေကြတော့နေရာတကာတောင်းပန်နေတတ်တယ်အရာရာကိုကောင်းညစ်တဘောတူလိုက်တယ်ကိုခန်းစားချက်ကိုမျိုးသိပ်ပြီးပြဿနာကိုရှောင်ထွက်သွားတတ်တယ်အမြဲတမ်းငြိမ်ခံနေတတ်တဲ့သူတွေပါနံပါတ်3 win win တမများဒါကတော့ကျမတို့ရောက်အောင်သွားရမယ့်နေရာပါဒီလူတွေဟာကိုလိုချင်တဲ့အရာကိုရွေချက်နဲ့ခန်းစားချက်ကိုတတ်တိရှိရှိပွပွလင်းလင်းဖော်ပြရဲတယ်တစ်ချိန်တည်းမှာပဲတစ်ဖက်လူကိုလည်းတေချာနားထောင်ပေးတယ်မိကိုတွေမေးတယ်ဗတ်မလိုက်ပဲအားလုံးအတွက်လေးလေးနက်နက်စဉ်းစားဆုံးဖြတ်ပေးတတ်ပါတယ်ဒါကြောင့်ဘဝမှာအမြဲတမ်းတူတလက်လိုအနိုင်ယူနေဖို့ဒါမှမဟုတ်ပေတတုံးလိုအမြဲအနစ်နာခံမှုမလိုပါဘူးမိသားစုမိတ်ဆွေတွေနဲ့ဖြစ်စေကိုယ့်ရဲ့ community ထဲမှာဖြစ်စေအပေးယူမျှတတဲ့ဝင်းဝင်းအခြေအနေကိုဖန်တီးလို့ရပါတယ်ဒီနေ့ကစပြီးပြဿနာတစ်ခုကြုံလာတိုင်းနှစ်ဖက်လုံးအကျိုးရှိမဲ့အဖြစ်တစ်ခုကိုအတူတူဖြောက်ပွေးကြရအောင်ပါနော်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်